လို့မင်္ဂလာပါအခုကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုခေါင်းစဉ်လေးကတော့အပြူကြီးတယောက်အနီးနဲ့တောက်ပတ်လိုက်ပါဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်အစင်းသေးဖြစ်ရင်တော့နားဆင်လို့ရပါပြီခင်ဗျာအသက်ကလည်းရလာပြီဘယ်တော့အိမ်တော်ပြူမှလဲဆိုတဲ့အမေးဟာကျွန်တော်တို့မြမလူဖွဲ့စည်းမှာစေတနာရောင်ချယ်ထားတဲ့ကျူးကျော်မှုတစ်ခုဖြစ်နေတာကြာပါပြီအထူးသဖြင့်ဒီကနေ့2026ခုနှစ်ခေတ်စနစ်မျိုးမှတောင်အမျိုးသမီးတယောက်ရဲ့အောင်မြင်မှုကိုအိမ်အောင်ပြုခြင်းဆိုတဲ့ပေနာနဲ့ပဲတိုင်းထွာခြင်းနေကြတော့မဲလားကျွန်တော်ဒီနေ့ပုတ်ပွင့်လေးလေးပဲပြောပြရစေကျွန်တော်တို့ရဲ့အမေလူထုတော့အမှားသာတက်ရှိထင်ရှားရှိနေအောင်မယ်ဆိုရင်ငါသမီးတို့ညီမငယ်တို့ဘဝကိုသူများအမြင်မှာပူအောင်မထားကြနဲ့လို့ပြတ်ပြတ်သားသားသိပေးလိုက်မယ်လို့ကျွန်တော်ယုံကြည်တယ်အပြိုကြီးဆိုတဲ့စကားလုံးဟာရှေ့ရိုးဆွဲလူတွေအတွက်တော့တယောစရာတနာတရားဖြစ်ကောင်းဖြစ်လိုက်မယ်ဒါပေမဲ့ကျွန်တော်အမြင်မှာတော့အဲ့ဒါဟာလွတ်လပ်မှုရဲ့တခြားတစ်ဖက်ကနာမည်တစ်ခုပါပဲဘာဖြစ်လို့မိန်းမတယောက်ရဲ့တောက်ပမှုဟာယောက်ျားတယောက်ရဲ့အရေးအောက်မှာပဲရှိနေရမှာလဲဒီနေ့ခေတ်ညီမငယ်တွေကိုကျွန်တော်ကြည့်မိတိုင်းဂုဏ်ယူတယ်ညီမငယ်တို့ဟာကိုယ့်ခြေထောက်ပေါ်ကိုရက်တည်နိုင်ကြတယ်ပညာတတ်ကြတယ်လောကကြီးကိုကိုယ်ပိုင်အမြင်နဲ့ကြည့်တတ်ကြတယ်ဒါကိုပဲအစဉ်လာရမျက်စိပါးစပ်မွေးစူးနေကြတာအိမ်တော်မပြုတ်ပဲတကူတဲ့ရက်တည်နေတဲ့အမျိုးသမီးတယောက်ကိုအစင်မပြေလို့ဒါမှမဟုတ်ရွေးเสียရမရှိလို့ကင်မွန်းတက်ချင်နေကြတာဟာတကယ့်ကိုအောက်တာကြတဲ့အတွေးအခေါ်တွေပါကျွန်တော်တို့ပတ်ဝန်းကျင်မှာအိမ်တော်ပြုတ်ပြီးဘဝပြတ်သွားရတဲ့ကိုယ့်ရီမာချက်တွေသတင်းလိုက်ရတဲ့အမျိုးသမီးတွေဘယ်လောက်တော့များနေပြီလဲအထီးကျမှာကြောက်လို့ဆိုတဲ့အကြောင်းပြချက်နဲ့မကိုက်ညီတဲ့လက်တွဲပေါ်ကိုစုံမိတ်ယူလိုက်တာဟာကိုယ့်ဘဝကိုတင်တွေးတဲ့ပြစ်ချလိုက်တာနဲ့အတူတူပါပဲနောက်ထပ်ခါတီပြောချင်တာတခုရှိသေးတယ်အဲ့ဒါကတော့မျိုးဆက်ကြံရစ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ကလေးမွေးဖို့တိုက်တွန်းနေကြတာပါပဲမျိုးဆက်ပြတ်ပွားဖို့တက်တွေ့နေတော့ကလေးယူစရာမလိုဘူးညီမငယ်တို့ကလေးတယောက်ကိုကောင်းမှုတဲ့ပတ်ဝန်းကျင်ပြည့်ဝတဲ့မေတ္တာနဲ့လူရောင်ဝေအောင်ပြိုးထောင်ပေးနိုင်တဲ့အခြေအနေမရှိဘူးဆိုရင်ကလေးမမွေးတာမှပူပြီးတောင်ဝကြီးရောက်ပါလိမ့်မယ်ကိုယ်တိုင်တော့ရုပ်ကဲနေရတဲ့ဘဝထဲမှာနောက်ထပ်ရုပ်ကံရမယ်အသက်တစ်ချောင်းကိုထပ်ပြီးတော့ဒုက္ခမရောက်စေချင်လို့ပါဘူးစားသားလေးကဒီလောက်ပါပဲအရာတော့ကြိုက်ပါတယ်မိန်းကလေးတွေအတွက်ဆိုတော့ပို့ပြီးတော့အစီပြေမယ်လို့ကျွန်တော်ထင်တယ်အပြူကြီးတယောက်အနေနဲ့တောက်ပတ်လိုက်ပါဆိုတဲ့ဗီဒီယိုလေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်မူရေးကိုလည်းလေးစားပါတယ်နားစီပြီးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းဒူးပဲကတော့လေးစားပြုပါတယ်ရွှေလန်းချမ်းမြေ့ကြပါစေ